ကဲကျွန်တော်တို့ Best of 3 series ရဲ့ game number 2ဟာကျွန်တော်တို့ out နဲ့တူပဲလေ Dawn ကိုတစ်ဖန်ပြန်လည်ပြီးတော့ရောက်ရှိလို့လာခဲ့ပြီလေဖြစ်ပါတယ်။ပါတယ်ကျွန်တော်တို့ game number 2ကိုပြန်လည်ပြီးတော့ရောက်ရှိလာခဲ့ပြီဗျာ။ Team 7အနေနဲ့ game 1တော့ early game playing time တွေတော်တော်လေးအားကောင်းခဲ့တယ်။ဒီအခု game number 2 Rapid မှာလည်းဒီ Kali Hater တွဲလုံးတွေထုတ်ထားခဲ့လို့ Hayabusa ရဲ့ jungle တွေကို invading လုပ်ဖို့အတွက်သူတို့ဦးတည်ထားရလို့တော့ကျွန်တော်တို့မြင်မိတယ်ဗျာ။ဟုတ်တယ်။နော်ကျွန်တော်တို့ဒါဘယ်လောက်ထိများ high mobility နှစ်ကောင်ထိထုတ်လာပြီးတော့တစ်ဖက်မှာရှိနေခဲ့တဲ့ Hayabusa ကို pressure light ပေးနိုင်မယ်ဆိုတော့ပိုင်းခြားလေးရရှိတယ်။ဒါပေမဲ့ဒီကျူရှင်းတဲ့အတူပေါ့လေကျွန်တော်ဒီကားလေးဒီဘယ်လောက်ထိမြင့်မှလုံနိုင်မလဲတစ်ဖက်မှာလည်းဒီကိုနေတဲ့ Bladina ကျန်လည်းပြီးတော့ရယူထားနိုင်ခဲ့ဆိုတဲ့ challenge တစ်ခုကတော့နည်းနည်းလေးစိုးတော့မစိုးဘူးဒါပေမဲ့လောဆယ်တော့ကျွန်တော်တို့ intro လေးမှာတော့ပွဲကိုတော့ခက်တာခဏလောက်တော့ကျွန်တော်ကျန်ထားပါသေးတယ်ဆိုတော့လက်ရှိချိန်မှာ line လေးတွေနည်းနည်းလေးသူတို့ဒီ error လေးတွေတော့အနေငယ်ဒီဟာတစ်ခုလေးကိုထိန်းသိမ်းသိမ်းလုပ်သွားနိုင်မယ်ဆိုရင်ဒီတော့ Mythic ကို pressure ပေးနိုင်တယ်ဗျာနော်အဓိကကတော့ကျွန်တော်တို့ဒီ early impact နေတဲ့ဒီ career ကိုပါလို့မျိုး massman တွေ family ရဖို့အတွက်ခါလီနဲ့ Hira လှုပ်ပေးရတဲ့သဘောဗျအဲ့လို Hira ဆိုတာလည်းလေဂိမ်းမှာ impact ချတတ်တယ်အဲ့ဒီပြိုမှာခါလီ Hira နှစ်ကောင်လုံးဒီ full tanky မဟုတ်ဘဲနဲ့ fighter type ဖြစ်နေတဲ့အတွက်ကြောင့်မလို့နောက်ပိုင်း minute တွေမှာတစ်ဖက်ကနေပြီးတော့ Harris တို့ဘာလို့ damage အရမ်းများလာလို့ရှိရင်တို့အနေနဲ့ခံနိုင်ရှိပါမလားပါနော်ဟာရာဘူဇာ early game မှာကောင်းကြီးနှောက်ထားနိုင်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ဒါပေမဲ့အခုလက်ရှိကြည့်ရသလောက်ဆိုလို့ရှိရင်တော့ခါလီကလည်းလှုပ်နေပေမဲ့ Hira တော့ lane face မှာပိတ်မိနေတဲ့ပုံစံတော့တွေ့ရတယ်ဗျနော်အဲ့တော့ကျွန်တော် recommendation ပိုင်းနဲ့ skirmish ပိုင်းနဲ့မှာစင်လောက်ကြီးတော့အဆင်ပြေသေးဘူးဆိုတဲ့အရာလေးတော့ဆက်ပြီးတော့တွေ့ရတယ်ဒါပေမဲ့လည်းဘူရဲလာပြီးတော့ချိန်နေစေအခိုက်အတန့်မျိုးမှာတော့အရင်ရောသိမလို့ဗျာဆိုရောဒီ comfort ဖြစ်နေရဆိုပေမဲ့ကျွန်တော်တို့ Hayabusa နဲ့ mobility ပိုင်းသွားရှင်တဲ့အချိန်တွေမှာတခြားသော utility jungle နဲ့ရှင်မျိုးသူ့အနေနဲ့အရင်တာတယ်ဆိုတော့အနေထားမျိုးမှာရှိမှာမဟုတ်တော့ဘူးအကယ်၍နောက်ပိုင်း mega minute ပိုင်းချားတွေမှာ Hayabusa အနေနဲ့သူ့ရဲ့ timing လေးတွေကောင်းခဲ့မယ် share လေးတွေသာအဆင်ပြေခဲ့မယ်ဆိုရင်တော့ဒီစူရောတော့မှနည်းနည်းလေးပြန်ပြီးတော့ Andy ရှိလာနိုင်တဲ့အခြေအနေဖြစ်ပါတယ်လက်ရှိအခြေအနေကတော့ကျွန်တော်ဒီ Hater အနေနဲ့ lane လာ join လို့မရဘူးဗျာဖုန်ကားစိ black နဲ့ကျွန်တော်ဒီ arrow hand နေရ minion wave ရှင်းရတာမြန်ဆန်တယ်လို့ပြောရတယ်ဆိုရင်တော့မှအောက်မှာရှိနေခလီယာကျွန်တော်အများကြီးထိမ့်သိမ့်နိုင်တဲ့အနေထားလို့ပြောရမှာဗျာပုံမှာ bind တွေကတော့ main နေဒီချိန်မှာ Harry ကတော့နေချာရအများကြီးအားသာချက်ရှိတယ်ဗျာလောလောဆယ်မှာတော့ကျွန်တော် file လေးကတော့စပြီးတော့ပေါ်လာပြီလို့ပဲပြောရမှာပဲအလဲမှာတော့ကျုံးနေပြဆိုးစီပါပေးထားတဲ့တော့ Kali Sandstone Flake ကတွဲတိုင်းတော့ CK ပြန်ပြီးတော့ကြားရဗျာဒီကိုရဲ့ look ကတော်တော်လေးကိုကောင်းတယ်ရှေ့တွေပြန်ပေးနေနေပဲဘူရဲတော့ပြန်တော့ပေးလိုက်ရတယ်ဗျာနောက်မချင်နေခဲ့တဲ့ Nico လည်းတောက်လျှောက် flare လိုက်ပြီးတော့တွန်းထားသေးတဲ့နောက်မှာတော့ Devil King ပါ Nico နဲ့တူပဲ early intro လေးကတော့ Yuki တော့ကြာသွားပြီဗျာဘာလို့သူ train တော့မလဲကန်နေရရှိထားတဲ့ character ဘာလို့က Crucial တော့မလဲသူ tennis strike လိုက်ပြီးတော့ပေးနေတယ်သူရှိရဲ့ Grace ကဘာလို့က 3v1 တော့မလဲ Crucial လေးပြန်ပြီးတော့ပေးထားခဲ့တဲ့ big plan နဲ့ damage အမ tennis strike အောက်ကွန်လုံးရောက်ပြီးတော့ကြိုးစားခဲ့ပြီ 4v1 မှာတော့ပြန်တော့ကြာသွားခဲ့ပါပြီ Team 7အနေနဲ့ကျွန်တော်9မြရေချိုးပြန်ပါပဲဒီကောင်လောက်တော့ပါကောင်ပဲကျွန်တော် stress နိုင်ပါသေးတယ်ဗျာလက်ရှိနေထားရ Hero K တွေပြန်လဲပြီးတော့သိမ့်မိတ်ထားတဲ့အချိန်ဒီမှာ early game damage တွေကတော့တွားပြီးတော့ရှင်ထားလို့တော့မရဘူးပေါ့နော်ဒီချိန် objective ဘိုင်းကတော့ Mythic အနေနဲ့ပြန်လဲရရှိထားနေတယ်ပဲကျွန်တော်နောက်ထပ် second target fight တွေမှာတော့အတပတ်မှာရှိနေတဲ့ဒီဘူရဲတို့ ultimate ရသွားတဲ့အချိန်တခုတော့ကျွန်တော်ပြန်လဲပြီးတော့စောင့်စားရအောင်ပဲအဓိက Team 7 Yuki 3ကောင်ကြားလိုက်တဲ့အချိန်မှာဒီ Mythic အနေနဲ့တရရခဲ့ပဲလေနောက်ဘက်ပိုင်းကအသာသီးမရနိုင်တဲ့အခြေအနေမျိုးလေးတွေတော့တွေ့ရတယ်ဗျာ early impact အသာသီးရထားတဲ့ Hira နဲ့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့ Kali ရဲ့တွဲလုံးတွေရဲ့နောက်မှာကျူရှင်းစီတောက်လျှောက်အလုပ်ကိုဖြစ်နေရလို့ပြောရမယ်ဂိုးလေးပိုင်းချားမှာကြောက်လဲကန်ကင်လုံးဖို့ကအရင်ကြီးတော့မတွေ့ဘူးဗျာနောက်မှလည်းဘက်ကတ်တွေကိုစီလာပြီးတော့ကြားတဲ့အခြေအနေမျိုးတော့တွေ့ရတယ်ဗျာနော်အားဒီဂိမ်းမင်းပိုင်းချားတွေမှာဒါကိုပြောခဲ့သလိုပဲကျွန်တော်တို့အရင်မကွာတဲ့ခိုင်တော့သူတို့နဲ့ live ပြီးတော့ပဲဒီ telephone donation နဲ့ damage ကိုကောင်းကောင်းသုံးချပြီးတော့ try ဖို့ရှိတယ်နောက်မှလည်း Crucial တို့ can spare တော့တောင်းအောင်လုပ်ပဲကျွန်တော် jungle skirmish တွေမှာတော့ကျွန်တော်တို့အရင်မဆိုင်သလိုပဲဘာမှတော့ဖြစ်လာမှာတော့မဟုတ်ဘူးဗျာတသိန်းစလုံးကလည်းသူတို့အနေနဲ့ကိုစီအန်ရပေးနိုင်တဲ့အခြေအနေကိုကောင်းကောင်းသဘောပေါက်နေတယ်အဲ့အတွက်ကြောင့်တော့ objective fight တွေမှာပဲသူတို့ရဲ့ speakers တွေကိုကျွန်တော်တို့ပြန်သုံးကြတဲ့သဘောပဲအဲ့မယ် gang ကြီးနေတော့လာတော့ပိတ်ကောင်းပိတ်သွားနိုင်တယ်ဒီက drop position ချက်တော့ကြည့်အောင်မယ် can တော့ဘာလို့ကလည်းရိုင်းတူးပြူသိမ့်မလွယ်သေးဘူးဗျာဘိုးနေပိုင်းဆိုင်ရာမှာအာသာနေရာတခုသုံးချပြီးတော့ Mythic အနေနဲ့တောက်လျှောက် live ပြီးဖို့ကြိုးစားနေရပါတော့ Team 7ကလည်းရိုင်းမတောက်ဘူးဆိုလို့ရှိရင်မဆိုင်ဘူးကျွန်တော်ပြန်ပြီးတော့ save နေထားတယ်နှစ်သိန်းလုံး family pattern ရကျွန်တော် identity ထွက်လာတဲ့အချိန်တခုမှပဲဖြတ်ပြီးတော့ဆိုင်မှုများပါလိမ့်မယ်ဟုတ်တယ်เนาะကျွန်တော်ပေါ်လမ်းမှာလည်း spare တော့များတော့ပေးခဲ့မယ်လေ Hiroki လက်ရှိမှုကတော့မရှိသေးဘူးဗျအဓိကလည်း mobility ဘိုင်းတွေအားပါခဲ့တယ်လို့မျိုးပြန်လဲပြီးတော့ healing လုပ်တဲ့ဘိုင်းတွေကလည်းကောင်းနေခဲ့ရဆိုတော့ဒီ second target fight ကတော့ဂျန်ဂလာရီရောကျွန်တော်ဒါ Roma ရီရောအကုန်လုံးပေါင်ပတ်သက်မှာဖြစ်ပါတယ်level 4ရယူပြီးသွားတဲ့နောက်မှာဆိုလို့ရှိရင်လည်းတကယ်များတဲ့ stand နဲ့တူပဲဘယ်သေးရများtarget fight မှာအနိုင်ရမလဲကြည့်ရမှာဗျာဟောမလား 1v1 လေးပဲစမန်ကတော့ damage တော့ဘာလို့ crucial နဲ့ Grace မှာ 3v1 ZBQD full legal လေးပြန်ပေးထားတဲ့ခိုင်တဲ့ကူကသူ့နေတဲ့အရင်ရော manage နဲ့ network မကိုက်ခဲ့ဘူးဒါမှလည်းပဲအော်လက်မှာတာတိုရရှိထားမယ်ဆိုလို့ရှိရင်တော့ basic ပို့ပြီးတော့နည်းနည်းလေးခတ်ပြီးတော့ဦးဆောင်ထားပါဦးပဲအင်းဒီတခုအဆင်ပြေသွားတယ်လို့ပဲပြောရမယ်ပေါ့နော်လက်ရှိနေထားမှာသူတို့အနေနဲ့တာတယ်ရလိုက်တယ်တစ်ဖက်က Team 7ကလည်း
ကျွန်တော်တို့တစ်ဖက်မှာရှိနေကိုတို့ရဲ့ goal line တော့လုံးဝ safe ပဲဗျာအဓိက goal line ကကြာသွားရင်နည်းနည်းပို့ပြီးတော့ fan view ကပို့ပြီးတော့ခက်ခဲသွားလိမ့်မယ်အားလီဂိမ်း impact တွေမှာတော့ career ဒီအနေနဲ့ item family လုပ်ဖို့လိုအပ်တယ် Batman 20ရာ corrosion side ပဲ Demon Hunter ရဲ့ current state ပြီးသွားမှာပဲ online ဖြစ်လာပြီးတော့သူ့ရဲ့ဒီ live damage တွေကျွန်တော်တို့ဒါမျှော်လင့်လို့ရပါဗျာအဲ့တော့အားလီဂိမ်းကတော့ကျွန်တော်နေငယ်တော့ပြန် train နေရပါတယ် back တွေပေးထားနေတယ်ဟုတ်တယ်เนาะကျွန်တော်အားလီဂိမ်းမှာတော့ဒါ data file လေးကြည့်ကျင်နေဆိုနေပေမဲ့လည်းဒါ site လေးတွေပြန်ကန်လာပြီးတွေ့ရတယ်လည်း machine guarantee ကိုတော့နေ3ချက်တွေပါတွေသွားပြီးထိဖို့ရှိတယ်ဗျာနောက်မှလည်း flare ပြန်ပြီးကံပြောထားပေးမယ်လေ Yuko tower လေးကျုံသွားခဲ့တဲ့နောက်မှာတော့ flicker တက်ပေးနေနေပဲအသာလေးတော့ပြန်ပတ်လာတယ်ဗျာ Dynasty နဲ့နည်းနည်းကျွန်တော်တို့ပြန် try နိုင်မလားဆိုတဲ့အချက်တစ်ခုတော့စောင့်နေတာပဲဒါပေမဲ့လည်းအားလေးကမချက်ပိုင်းနေမှာ Hero ရဲ့ Hero Impact မကုန်သေးတဲ့ကာလမှာတော့ Din 7 Real front line အတော်လေးကိုတောက်တင်းနေဆိုတဲ့အရာမျိုးလေးလည်းကျွန်တော်တို့သွားပြီးတွေ့ရတယ်ပေါ့နော် Hater တို့ခါလေးတို့ search ဖြစ်ဖြစ်ဒီ front line ကနည်းနည်းလေး initiate လုပ်မဲ့ hero တွေကိုပြန်ရှင်းဖို့ရတယ်ပြီးခဲ့တဲ့ game 1တော့အတိုင်းပဲ Zippy Harry ဒီ damage ကိုကျွန်တော်တို့မဖြစ်မနေပြန်ပြီးတော့စောင့်ရမယ်ဗျာဟုတ်တယ်လက်ရှိမှာကျွန်တော်တို့ဒီအားလေးဂိမ်းမှာမျောလင့်ထားသလိုမျိုး Jang invade လောက်တာမျိုးတွေတိတ်ပြီးတော့အဆင်မပြေသွားခဲ့ဘူး scan ဒီ laning phase မိုင်းတွေကစကျွန်တော်တို့ဒါ family တွေရတယ် Jang ရဲ့အတောင်တွေကိုလည်း full family ရရှိထားတဲ့မဟာရာဘူဆာကကျွန်တော်လက်ရှိချိန်ဒီမှာတော်တော်အဆင်ပြေနေတဲ့အနေအထားတစ်ခုလို့ပြောရမယ်ဗျာအဲ့တော့ဒီဘက်မှာရှိတဲ့ team 7ဒီသူတို့ရဲ့အားလေးဂိမ်းနေချာရနေငယ်နေနေတဲ့ goal line တစ်ခုတော့အချိန်တစ်ခါထပ်မံပြီးတော့ပေးမှပဲရပါလိမ့်မယ်အောင်လမ်းမှာလည်းတော့ဂျန်ဂလာတွေက9မိနစ်ကျော်သွားတဲ့အချိန်မှာ lane face တစ်ခုတော့ပို့ပြီးတော့ယူလာတယ်ဒါပေမဲ့၄ယောက်လောက်ထိလာပြီးတော့ wine သားသေးတဲ့နောက်မှာကန်နောက်မှာလည်း power violence တွေပေးနေနေပဲကန်အနေနဲ့တော့သူ Kushero right time အောင်လမ်းမှာ၄ကောင်ပေါ်သွားတဲ့အချိန်မှာတော့ the first hour ကိုတော့လုံးဝပဲမသက်စီဟာသွားတဲ့ဟာကွက်တစ်ခုကိုချက်ချင်းကိုစုပ်ကင်တာဗျာတော်တော်လေးကိုပြင်ဆင်တဲ့တွေ့မြင်တစ်ခုတော့ကျွန်တော်တို့ဆက်ပြီးတော့တွေ့လိုက်ရတယ်အပေါ်မှာလည်း OP10 pass နဲ့နေကလေးအန်ဒီများတယ်ပါပြီ Titan Strike နဲ့ Sensor ကပေးထားခဲ့ damage ကျွန်မကျူရှင်းတဲ့ quiz တွေထပ်ပြီးတော့ပေးနေဆိုမရအောင်ဗျာ Nico OP ကိုထပ်ပြီးတော့အဆုံးသတ်ပြီးထားပါသေးတယ် Lady Face မှာကျုံးတဲ့ဘိုင်းအကြောင်းတဲ့ဘိုင်းတွေမှာရောကျွန်တော်သွားနေတဲ့အနေထားရ Mythic City တကယ်ကိုကျွန်တော်တို့ဒါအားကောင်းနေခဲ့ပြီလို့ပဲပြောရမယ်ဗျာအကြောင်းတွေပြပြီးတော့သွားတာမျိုးတွေအပေါ်မှာသွားထောက်တာမျိုးတွေကရေကို fine ရတယ်အဲ့တော့နောက်ဆုံးတော့တဲ့ fight တစ်ခုမှာ G7 အနေနဲ့တေချာပေါက်ဒါယူမှတော့ရမယ်တခုခုအမြန်ဆုံးရနိုင်မှာပဲအဆင်ပြေလိမ့်မယ်ဗျာဟုတ်တယ်နော်ကျွန်တော်ခုနလိုမျိုးဒါမတ်မှာတအားပေါ်သွားတဲ့အချိန်ဒီမှာလင်းနေတဲ့နေရာလေးတွေကျွန်တော်သွားပြီးတော့ရှိရဲပြောနေနေပဲဒီအောက်မှာသွားပြီးတော့ပေါ်ခဲ့တဲ့၄ကောင်လည်းအပေါ်မှာပြင်းပြီးတော့အသုံးချသွားပြီကြာဆိုတော့နောက်ပိုင်းမှာတော့ vision ပြတာတွေက view side ပဲဒီတစ်ခေါက်တက်တယ်ကိုလည်းမသက်စီဘက်ကနေပြီးတော့ပဲရအောင်တော့ယူသွားနိုင်ခဲ့တဲ့ Embrace တွေပါပေးထားတဲ့တောက်မှာ Yuko အနေနဲ့သေဖို့တော့လုံးဝတော့သေကြတယ်ဗျာ share တို့ထည့်ထားတဲ့ character တစ်ခုပေါ်တစ်ဖက်ကလည်း Yuko အနေနဲ့ပြန်ပြီးတော့ပေးထားသေးတယ်အဓိကကျွန်တော်နည်းနည်းလေးသူတို့ reflection သွားခဲ့တဲ့ပန်းလေးမှာပို့ပြီးတော့အားကောင်းနေတယ်ဒါမှလည်းပဲတကယ်ပြန်ကန်းခံရတဲ့ချိန်တွေမှာမေးသစီကနည်းနည်းလေးပြန်ပြီးတော့ကျွန်တော်တို့ဖာထေးတဲ့အပန်းလေးမှာတော့ပိုကောင်းနေရဆိုရင်ခံစားချက်ပြီးတော့ရလိုက်တယ်သွားနေတဲ့ mobility ဘိုင်းကလည်းသူတို့အနေနဲ့ပို့ပြီးတော့မြန်ဆန်ရှိတဲ့ဘိုင်းရောအားလေးဂိမ်းတွေမှာ damage ပို့ပြီးပေးနိုင်တဲ့အရာတခုကလည်းအဆင်ပြေသွားတယ်ပေါ့နော်ကိုလောတယ်တော့ပြီးတော့ထောက်ရေးထားသေးရဲ့ဗျာနောက်မှလည်းတောက်လျှောက်ပဲဆူလာဗီစလဲတွေပေးထားသေးတဲ့တောက်မှာ AOG ဖမ်းလိုက်ပြီးမှလည်း purify ပြန်ပြီး on နေနေပဲ career damage တွေရောတစ်ဖက်မှာရှိနေတဲ့ flare တွေကြားထဲမှာဘိုးရဲ့ Embrace ဖမ်းဝင်တော့မရလိုက်ဘူးဗျာ 3v4 situation မှာတော့တစ်ဖက်ကတင်း7တော့ shot လာပြီးတော့တိုက်ချင်တယ်ဆိုမိသစီကတော်တော်လေးမှာသူတို့ရဲ့ position player အားကောင်းတယ်ဆိုတဲ့အရာမျိုးကိုကျွန်တော်တို့ဆက်ပြီးတော့တွေ့နေရသဖြင့်တော်တော်လေးသုံးကြတဲ့နောက်မှာ security ပါလာခဲ့ damage ကျွန်တော်ကျူးချင်တဲ့ Grace Bacon Flan and the Sandstorm and the Women of 4v1 နောက်မှာစမောက်ဖို့တဲ့ dash မှာ2ကိုတကောင်လာပြီးတော့ Shadow K background ကိုကန်လာပြီးထိန်းနေတယ်ဆိုပေမဲ့တစ်ဖက်ကလည်းမိသစီပြန်လာပြီးတော့ 4 ပတ်ထားခဲ့ရပါဘူးလက်ရှိအချိန်ဒီမှာတော့ challenge တော့ပြန်ပြီးတော့ပေးထားတယ် CJ ပြန်ထောက်ချင်မယ်တစ်ဖက်ပေးတဲ့ damage တွေရမ်းများနေရဗျာဆိုင်ဖို့သိတော့မလွယ်သေးပါဘူးနောက်မှလည်း flare တွေအကုန်လုံးရှိနေပြီဟိုမှာ OP ရဲ့ဒါ damage output တွေလည်းပြန်ပြီးတော့ပေးလို့ရနေသေးရဆိုတဲ့အတွက်ကြောင့်မလို့ချက်ချင်းပဲ overextended လုပ်မယ်ဆိုတဲ့ຢာတစ်ခုကနေပြီးတော့ဘတ်တော့ပတ်လိုက်ရတယ်ဗျာမြန်သိန်းရဲ့ကြားထဲမှာ Hero K ဒီအရင်ကွာမှုတော့မရှိနေဘူးဒါပေမဲ့တစ်သုံးကလုံးပေးရတယ်ဆိုတော့ Team 7 ဘက်ကတော့ပြောမယ်ဆိုတော့နောက်တော့ဒါတစ်ဖက်ကိုတော့ပြန်ပေးရသေးတယ်ဗျာအဓိကကျွန်တော်တို့ပြန်ပြီးတော့သူရဲ့ reflection သွားခဲ့တဲ့အပန်းလေးတွေ vision border ချိန်တွေမှာတကယ်ကြီးကကန်ပြီဆိုလို့ရှိရင်တော့ပြန်ပြီးတော့ခုနပြောသလိုပဲဖာထေးတဲ့အပန်းလေးတွေမှာမိသစီကပို့ပြီးတော့အားကောင်းနေရဆိုတဲ့အချက်ကိုကျွန်တော်တို့ဆက်ပြီးတော့တွေ့ရတယ်။ N7 အနေနဲ့ကလည်းမိသစီက vision border ချိန်တွေမှာဒီ Harry ကိုသွားပြီးတော့ကန်နိုင်ခဲ့တဲ့အခိုက်အတန့်မျိုးလေးတွေကျွန်တော်တို့တွေ့ရရတယ်။ဒါမှမဟုတ်သူတို့အနေနဲ့ဒီ objective နဲ့ပြန်ကာနိုင်ခဲ့ရဆိုတဲ့အချက်တစ်ခုတော့လုံးပြနိုင်ခဲ့တယ်။ဘာလို့ 44 kind of strategy ချင်းတဲ့ big play ပြီးတော့ကျူလာနေခဲ့ပါကြီး။နောက်မှလည်း product ပြန်ပြီးတော့ပေးထားခဲ့လို့ဒီပေါ်မှာလည်း Kali Self 2 man နောက်မှာ AOG Women's Stand ဖမ်းပေးထားတယ်မှာ career ပြန်ပြီးတော့ပြင်နေမှာ play ကြမှာနှစ်ကောင်နေမမြောက်နေတယ်မှာဒီကိုရှင်းနေကြမှာပြန်လဲလွတ်ပြောက်သွားတဲ့တောင်းမှာတော့ Embrace ပဲပြန်ပေးထားသေးတဲ့ဘိုးရဲ့ follow damage တွေကံပြောင်းဝင်လာမှာ quick share OP down နေနေပဲဒီတစ်ခါမှာတော့ fantasy တင် Hero K တွေတော်တော်များများတော့ရယူလိုက်တယ်ဗျ Hero K 3 man download ပြီးတော့ DS7 ထပ်ပြီးတော့ပေးရတဲ့ခိုက်တဲ့မျိုးမှာပေါ်လဲ second tower ကိုချပ်ပေးရမယ်ဆိုရင်တသိန်းချားရဲ့ network gap တွေသူရဲ့ map control band တွေအတော်လို့ကွာသွားပြီဆိုတဲ့ချက်တစ်ခုကျွန်တော်တို့ဆက်ပြီးတော့တွေ့ရအောင်ပဲဒီချိန်မှာလည်းပေါ်လာခဲ့တဲ့ first low တော့ game number 1တော့ timing အတိုင်းပဲ
Midsi ဆက်ပြီးတော့ဦးဆောင်ထားခဲ့ပါပြီ ဒမ်မေပိုင်းဆိုင်ရာအရအရန်ကိုများပြနေတဲ့အချိန်ဒီမှာကျွန်တော် Mythic ဒီတိုင်းမှာကျွန်တော်ဘာမဆိုဘာလို့တင်းတယ်တဲ့ဒေတာတစ်ခုထိတော့ရောက်သွားတယ်ဗျာလက်ရှိဒေတာဒီလေကျွန်တော် Herrick က Fair ပြီးသွားတဲ့အချိန်ဒီမှာ online စောစောစီးဖြစ်လာတယ်တစ်ဖက်မှာရှိနေတဲ့ OPD Matchman တွေနဲ့ဒီ3ကြောင်းလုံးပြအောင်သွားနေတဲ့အချိန်ဒီမှာခုနကတော့မှာ Golden Step ပဲပြီးနေကြရတဲ့ဒေတာတစ်ခုဗျာအဲ့တော့ Matchman တစ်ကောင်ကြားထဲမှာ damage ပေးတဲ့အရာတစ်ခုကွာဟာနေတဲ့အရာတစ်ခုသုံးကြတယ် Mythic back control ပိုင်းဆိုင်ရာမှာသိမ်းပိုက်ပြီးထပ်ပြီးတော့ဆိုင်ပါအောင်မယ် ဒီမှာလည်းကို Shero ကထပ်ပြီးတော့ပိုင်းနာတဲ့နောက်မှာတော့တောက်လျှောက်ဆိုလိုပဲ shut down ကံနေနဲ့တော့လုံးမလာခင်စကြကာလာတစ်ခုမှာပဲငါ့အောင်ကြတော့ဝင်အပိုင်းမှာတော့ပြန်ကျသွားတယ်ဗျာ အဓိကတည်းက Pure Stanley ဘာလဲသူပါမလာဘူးဆိုတဲ့အခြေအနေမျိုးမှာနည်းနည်း Micro Stand နဲ့ပြန်ကသွားတဲ့သဘောလေးကျွန်တော်တို့ဆက်ပြီးတွေ့လိုက်ရတယ် Grace တွေနောက်ကပါလာခဲ့တဲ့ကျူရှင်းရဲ့ဒီ Chris Bay ကိုပါလာခဲ့တဲ့ damage ကြားမှာသူတို့လည်းအရင်ထွက်လာမှုတော့ Harabusa သိမတွေ့ခဲ့ဘူးပေါ့နော် Sandstorm ကတော့ Nico ကိုပြန်ပေးထားဆိုတဲ့ခိုင်တဲ့တစ်ခုမှာတစ်ဖက်ကလည်း Midsi သူတို့ရဲ့နောက်တဲ့ low advantage ကိုရဖို့တက်လာပြီ AOG Tana Stride တဲ့ Super Slash မှာဝင်တဲ့စီအောက်မှာတော့တက်ပေါတက်ပြီးတော့ကျသွားခဲ့ပါ နောက်မှလည်း Crowder ချင်းပြန်ပြီးတော့ပေးထားတဲ့နောက်မှာ New Go ပြန်ပြီးတော့သိဆုံးတယ်ဗျာမဆိုးစေပါပိုင်းတွေကြားထဲမှာပဲ OP ခုနကောင်ဆုံးသက်ပေးနေတယ်ပဲ one for one trade ဆိုတဲ့ချင်းလေးကိုတော့ရောက်ရှိသွားခဲ့ပါပြီ Yuki နှကောင်လောက်ထိလဲလဲခဲထားရဲ့ချင်းတစ်ခုမှာတော့ကျွန်တော် Mega Shi ရဲ့ကျန်နေသေးတဲ့အတွက်ကြောင့် Mythic နဲ့ရိုင်းတိုးတော့မလွယ်သေးဘူးဒါပေမဲ့ဒီချင်းမှာသစ်ပြီးတောင်းချောင်းပြန်ပြီးတော့တိုက်ပေးလာတယ်ဗျာ Manful နဲ့ dash တရားမှာ OP Chamas ကို1 to 1ထပ်ပြီးတော့အဆုံးသေးကြတယ်ရရပါလေ Epic နဲ့ Sash တရားမှာ Civic QT 1 for 1ပြန်ကြားခဲ့တဲ့ခိုင်တဲ့မျိုးဆိုရင်ကျန်နေခဲ့ Mega Mania Wave တွေတောက်လျှောက်ပါလာခဲ့တဲ့ခိုင်တဲ့တစ်ခုမှာတော့ Midsi တင်ထပ်ပြီးတော့တက်လာပါဦးမယ် အဓိကတော့ကျွန်တော်ပြောမှဆိုလို့ရှိရင်တော့ ZB ရဲ့မထမထားတဲ့လောက်ကွက်တစ်ခုကနေပြီး Hiroki ရှားခဲ့ပြီပဲလေသူဒီတစ်ပတ်သေးရဲ့ position နောက်ကိုတော်တော်လေးကျုံသွားခဲ့တဲ့အတွက်ကြောင့် Hiroki ပြန်ပြီးတော့ပေးလိုက်ရတယ်ဒီကောရောက်ရှိလာခဲ့တဲ့ Law နဲ့တူပဲ Inner Turret အကုန်လုံးကြားလိုက်တယ်ဆိုနေပေမဲ့ Mega Tower ကိုတော့ရိုက်ယူနိုင်စွမ်းတော့မရှိခဲ့ဘူးဗျာ ဟုတ်တယ်နောက်ပိုင်းမှာလည်းကျွန်တော်ကွာချောင်းကတော်တော်များသွားပြီခုနကတော့ကျွန်တော် damage ပိုင်းဆိုင်ရာတော့အားရောက်ကြည့်ရှုရမယ်ဆိုရင် OP ရဲ့ damage တဲ့နေငယ်ကျွန်တော်ဒါပြန်ပြီးတော့မျောလင်းလို့တော့ရနိုင်ပြီ Mega Lane နဲ့မပေးလိုက်ရတာပဲ Team 7အတွက်အများတစ်ခုလို့ပဲပြောရမယ်ဗျာ Trump ရှိကတော့ကျွန်တော် online တွေပိုင်းတန်ရှိနေသေးတယ်ကျွန်တော်မကြရင်လောပေါ်လာမယ်တိုင်ပင်မရောက်ခင်မှာ OP နေနဲ့3ခွက်လုံးပြီးသွားမယ်ဆိုရင်တော့လိုက်လံပြီးတော့ဖြစ်ခွဲလို့ရနိုင်ခဲ့ဗျာဒီက combo ပဲ Mythic ဘက်ကလည်းတယောက်တည်းသာဝင်လာခဲ့မယ်ဆိုလို့ရှိရင်တန်းပြတ်သွားနိုင်တဲ့အရာတစ်ခုကိုကန်အနေနဲ့ဒါဥမာတော့ရသွားပြီပေါ့နော် shut down ပေးလိုက်ရတယ်ခုနကတော့ Micro Stanley ပါလာရင်နောက်မှလည်း Carry ရဲ့ Maximum Test Speed Limit ကိုကောင်းကောင်းသုံးချပြီးတော့ပြည့်ခွဲနေခဲ့တဲ့ damage မှာတိတ်တော့မလွယ်သေးဘူး Share နဲ့ 2v1 တစ်ဖက်ကလည်း Consi နဲ့ 4v1 AOG CK တက်ပြီးတော့ပြတ်သွားတယ်ဗျာ နောက်မှလည်း Tsunami Slayer ကို Purify တာလေးဖိုင်လာပြီးတော့ Emperor သွားချေ Crowder တွေကြားမှာတောက်ရှော့ပဲ Kali Sandstorm ပြန်ပေးနေတယ်ပဲ New Go Kushero ပြန်တက်ခဲ့ပြီမဲ့လေဒီတစ်ခေါက်မှာတော့ Hiroki ထပ်ပြီးတော့မရတော့ဘူးဗျာ မလည်းတစ်ဖက်ကလည်းနည်းနည်းလေးကျူရှင်းနေတဲ့ Chris Bay ကိုလေးပြန်ပြီးကြည့်နေဆိုပေမဲ့ Damage ရဲ့ backline control တောက်လျှောက်ဝင်နေခဲ့တဲ့ Nico ရဲ့ Balatina ဒီတောင်လည်းတစ်ဖက်ကလည်း Team 7အရင်ခံစားဖို့အသိမလွယ်သေးပြန်ဘူးဗျာ fight after fight ကိုကျွန်တော်တောက်လျှောက်ပြန်ပြီးတော့မြင်တွေ့နေတာလုံးဝကျွန်တော် free စားရမရှိဘူးထပ်ပြီးတော့ပေးထားတယ်ချိန်တွေပြန်ပေးထားတယ်ဝင်ထိုးလာမယ်ချိန်ဒီခုပြန်စောင့်ရင်ပဲ fast mega lane ကိုတော့ Mythic စတင်သိမ်းပိုက်သွားခဲ့ပြီပဲဖြစ်ပါတယ် တကယ်လို့လောက်ကွက်တွေတော်တော်လေးကိုကောင်းနေခဲ့တဲ့ Mythic အသင်းအနေနဲ့ကတော့ Mega Tower ကိုတော့လောက်မပေါ်ခင်မှာတစ်လုံးရောက်အောင်တော့ယူသွားနိုင်ခဲ့ပြီဒီတစ်ခေါက် low ကိုလည်း Day 7 ထပ်ပေးရမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဆုံးရှုံးမှုတွေကြီးလာတော့မယ်ဗျာ နောက် gap တစ်ခုကတူတကယ်အနေနဲ့အတော်လေးကိုများပြလာတယ်နောက်မှလည်းကျွန်တော်တို့ပြန်ပြီးတော့ချိန်မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ camera point လေးပြန်ရဖို့ဆိုတာ Day 7တော်လေးကိုမလွယ်ဘူးတဲ့အနေထားမျိုးလေးတွေရောက်နေရပေါ့နော် backline control band မှာ tornado နဲ့ sandstorm တွေပါလာသေးရဆိုပေမဲ့ Hater နဲ့ Kali အနေငယ်လေး impact ချလာခဲ့တဲ့ခိုက်တယ်မျိုးမှာဒီလုံးရဖို့ဆိုတော့ Day 7ဘလို့မှတော့မဖြစ်နိုင်တော့ဘူးကြာ fan တစ်ခုပဲကျွန်တော်တို့ဒါပြန်ပြီးတော့ဥတည်ရမယ်အနေထားတစ်ခုဖြစ်သွားပြီဗျာ Team 7အနေနဲ့သို့ပေမဲ့နေစိတ်ပူစရာကောင်းတဲ့အရာတစ်ခုကကျွန်တော်ကစားဝေးလန် mention လုပ်ခဲ့သလိုပဲ early game မှာကျွန်တော်ဒီ early game impact တွေတာပါတယ်ဆိုတော့ Hater နဲ့ Kali ဒီ front liner ကျွန်တော်တိုးရမယ့်အရာတစ်ခုဒီ7 minute နောက်ပိုင်းမှာအချိန်ကြာရေးအသက်ရှင်ဖို့အတွက်လုံလောက်ပါမလားဆိုရင်မေးခွန်းတွေကတောက်လျှောက်ရှိနေခဲ့ပြီဗျာ အဓိကတော့တစ်ဖက်က Harry အနေနဲ့ကလည်း item ဆိုင်ရာတော်တော်လေးကိုများပြားလာခဲ့တယ်ပေါ့နော် Curry အနေနဲ့ family ယူရတဲ့ပိုင်းတွေမှာနည်းနည်းလေးခက်ခဲရှိပေမဲ့လည်းဒါ Harry တော့ကအဆင်ပြေနေခဲ့ဆိုတော့ဒီ lot pattern နဲ့ပဲတခါတည်းအံ့သွားနိုင်မှာကြည့်ရပါမယ် ပေါ်လာမေကထပ်ပြီးတော့ပါလာတယ်တော့လည်း Consi နဲ့ Zip QD ထပ်ပြီးတော့ try ဖို့ကြိုးစားနေတဲ့ကျူရှင်းရဲ့ Front Bay ကိုထပ်ပြီးတော့ရှိနေကြတဲ့ခိုက်တယ်ခုပေါ်တော့ Team 7သူရဲ့ high ground ကိုကြောက်ဖို့ Tiny Strike နောက်မှပါလာပြီး Sandstorm နဲ့ 3 man backline နဲ့ကျူရှင်းပေးကိုပကန်းတော့တန်းတောင်းသွားကြတဲ့ခိုက်တယ်ခုမှာ snap ဖို့ဒီကြီးအောက်မှာတစ်ဖက်ကလည်းတန်ပေါက်နေတဲ့ 1v1 ပြန်ပြီးတော့ trade ပေးထားပါသေးတယ် ဒီခေါက်မှာလည်းတောက်ရှော့ဆိုသလိုပဲเนาะကျွန်တော်တို့ဒါလုံးဝတယောက်ပြန်ပြီးပေးထားသည်ရရှိမလား shape တွေ and strike တွေပြန်ပေးနေနေပဲကြားသလောက်တော့ light ပုတ်နေရဗျာတွေ့ရတော်တော်လေးကိုနဲသွားတယ် Mega Tower နှလုံးထိပေးထားပြီးတော့ကြံရှင်းနေခဲ့တဲ့အောင်လဲ Mega Tower ကိုလည်း Mythic အသင်းထပ်မှတ်ပြီးတော့သိမ်းပိုက်နေ Mega 3 lane မှာ AOG backline Manful နဲ့ dash မှာ Civic QD Nuko နဲ့ flicker ထပ်ပြီး damage ကျွန်တော် Crystal Bay ကို down shot 3v1 4v3 Carry တော့ damage တော့ Sandstorm in the backline by Nico shut down ကကျွန်တော်ကျူလာနေခဲ့ damage အမှတော့ OP Chamas to stay alive လူမြောက်နေတဲ့ဘက်ကကတော့ပြစ်စားခဲ့ damage ကြားမှာ shut down ကနေတဲ့ဆေးရန် Nico ကတပ်ပြီးအဆုံးသတ်တယ် 3 man down ကျွန်တော်က Civic QD 3v1 Ipecola နဲ့ Sash ဒီအောက်မှာအဲ့တော့ကတော့ကြောတမောလာပြီး2
တဲ့ပဲစစ်ပြီးလွတ်မြောက်နေစေပါပဲ ကေကိုကြောက်ဖို့ကောင်းတဲ့ defense တစ်ခုလို့ပဲပြောရမယ်ဗျာ CNC ကထွက်လာတဲ့ damage output ရဲ့ OBC ကထွက်လာတဲ့ကျွန်တော် physical damage ရဲ့တကယ်ကိုများပြားနေကြလို့ချက်ချင်းလိုပဲ hero kit 3ကောင် Mythic ဘက်ကခွင့်ယူပေးလိုက်ရတယ်ဗျာဒီတိုင်းဆိုတော့ Team 7ရဲ့ defense လိုရင်းနဲ့ကျွန်တော် counter attack တွေကိုထပ်ပြီးတော့မြင်တွေ့ရနိုင်ပါတယ် ဟုတ်တယ်เนาะတစ်ဖက်မှာရှိနေခဲ့တဲ့ Chushin ရဲ့ damage တွေရောနောက်မှရှိနေခဲ့တဲ့ CK ရဲ့တကယ်ကိုကောင်းတဲ့เนาะ pure damage တွေရောအကုန်လုံးတော့တော်လေးတော့ပြန်ပြီးတော့နာကျင်လာပြီဗျလုံးဝ overstand တွေလုံးနေပြီးတော့ပဲပွဲကိုတခါတည်းအောင်ဖို့စူးစမ်းခြင်းခဲ့တဲ့ Mythic တီးအနေနဲ့ကတော့လုံးဝတော့ပြန်လည်ပြီး UK တွေပြီးနေတယ်ပဲဒီတစ်ခါမှလည်းပေါ်မှာထပ်ပြီးတော့ပဲ damage တွေကတော့ထွက်လာအောင်လို့ဆိုတော့ကြည့်ရမှာဗျာ Gary အတော်လေးကိုမပေါင်းဘူးဖြစ်လာဆိုတဲ့အချိန်တခုတော့ကျွန်တော်တို့တွေ့ရတယ် Gary ပြီးလိုက်ဘိုးရဲတော့ Time Strike the two man Arrow strike မစီးခေတကောင်တက်ပြီးတော့ကိုတကောင်အဆုံးသတ်ပြီးခဲ့ damage တော့ 3v1 ကိုရှယ်ရိုတွေကြားမှာတန်မောကလိုက်ပြီးတော့အဆုံးသတ်ရတယ်ပဲနောက်တဲ့ 3 man down မှာ Mythic တက်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ် white out ကိုပေးလိုက်ရတဲ့အနေထားတစ်ခုပြမျက်စိတမိတ်လေးအတွင်းမှာနေ highlight ကြည့်ရှုနေနေပဲ team 7 white out ပေးလိုက်ရတဲ့နောက်မှာတော့ Mythic game number 2ကိုတော့ကျွန်တော်အနိုင်ရရှိသွားတော့မှာပဲဖြစ်ပါတယ် Best of 3 series ရဲ့ game number 1 game number 2 ပွဲစလုံးမှာသူတို့ရဲ့ white out battle တွေသူတို့ရဲ့ down shot ပြတ်သားနေခဲ့တဲ့ battle တွေကိုဖတ်တီးနေပဲ Mythic see the day see the